လုံးပဲမင်္ဂလာပါဒီနေ့အတွက် listening ပိုင်းလေးကိုအတူတူနားထောင်ကြည့်ရအောင်ပါနားထောင်ပြီးလို့ရှိရင်စာပိုင်းလေးကိုအတူတူဘာသာပြန်ကြပါမယ်ဒါဆိုရင်စာပြီးတော့နားထောင်လိုက်ကြရအောင်ပါ대화 2 유키 씨, 수영을 자주 해요? 아니요. 요즘은 너무 바빠서 거의 못해요. 민수 씨는 낚시를 자주 해요? 네. 요즘 날씨가 좋아서 자주 해요. 내일도 갈 거예요. 저도 다음에 같이 가요. ဆိုရင်ဒီစာပိုင်းလေးကိုအတူတူတစ်ခါလောက်ဖတ်ကြည့်ကြရအောင်민수 유키 씨 수영은 자주 해요? 유키 아니요. 요즘엔 너무 바빠서 거의 못해요. 민수 씨는 낚시를 자주 해요? 민수 네. 요즘 날씨가 좋아서 자주 해요. 내일도 갈 거예요. 유키 저도 다음에 같이 가요. စာပိုင်းလေးကိုအတူတူဘာသာပြန်ကြည့်ကြရအောင်민수ကနေပြောတယ်နော် 유키 씨 수영은 자주 해요 တဲ့ 유키 ရဲ့ 수영은ဆိုတာရေကူးချင်းကို 자주 해요 တဲ့မကြာခဏလုပ်ဖြစ်လားလို့မေးတဲ့အခါမှာ 유키 ကနေ 아니요 တဲ့မကူးဖြစ်ဘူးပေါ့နော်မလုပ်ဖြစ်ဘူးမကူးဖြစ်ဘူး 요즘엔 တဲ့အခုတလုံးမှာတဲ့ 너무 바빠서 အရင်အလုပ်တွေရှုပ်နေလို့တဲ့ 거의 ဆိုတာနီးပါမို့ထဲ့ကိုမလုပ်ပေါ့နော်နီးပါမလုပ်ဘူးတဲ့ဒီလိုဓာတ်ရိုက်ဘာသာပြန်လို့ရှိရင်အဆင်မပြေလို့မို့အဆင်ပြေအောင်ဘာသာပြန်မယ်ဆိုရင်အခုတလုံးအရင်အလုပ်တွေများနေလို့ရေမကူးဖြစ်တဲ့လောက်ပါပဲတဲ့민수 씨는 낚시를 자주 해요. 래 민수 씨야요. 래 가면진 오래မကြာခဏ လုပ်ဖြစ်လားလို့သူအဲ့လိုပြန်မေးတဲ့ခါမှာ민수ကနေနဲတဲ့ 요즘 အခုတလောတဲ့나시가ရာသီဥတုကတဲ့ဂျိုဝါစောတဲ့ကောင်းလို့자주 해요. မကြာခဏငါးမြသွားဖြစ်တယ်တဲ့내일도မနေ့ပြန်လဲ갈 거예요. တဲ့သွားမယ်တဲ့အဲ့လိုပြောတဲ့ခါမှာ 유키 ကနေ저도တဲ့ကျွန်တော်လည်းပဲ다음에 같이 가요. တဲ့နောက်မှာတဲ့အတူတူတဲ့သွားရအောင်ပါတဲ့ဒါဆိုရင်ဒီစာပိုင်းလေးဘာသာပြန်တာအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဒီအတွက်သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲ bye bye